ဆီယာမကကြောင်းပြောင်းလာတဲ့ကျောင်းသားတစ်ကိုကျိုင်းနှစ်တက်ရာထိုင်ခုံရွေးဖို့ပြောလိုက်ပါတယ်ထိုလူငယ်ဟာမင်းကလေးရဲ့နောက်ကထိုင်ခုံကိုချက်ချင်းရွေးချယ်လိုက်ပေမဲ့သူမနာကဖြတ်သွားမှာသူ့ရဲ့ကျောင်းလွယ်အိတ်ဟာသူမရဲ့ဆံပင်တွေနဲ့ညီသွားခဲ့ပါတယ်မင်းကလေးကဘာမှမတုံ့ပြန်တာကိုမြင်တော့သူကတတိပေးဖို့လုပ်ခဲ့ပေမဲ့မင်းကလေးကရုတ်တရက်ကကြေးတလက်ကိုထုတ်ပြီးအဲ့ဒီညီနေတဲ့ဆံပင်တစုကိုချက်ချင်းညက်ချလိုက်ပါတော့တယ်မင်းကလေးရဲ့ဒီလိုပြုမှုကလူငယ်လေးရဲ့စူးစမ်းလိုစိတ်ကိုနှိုးဆွပေးခဲ့ပါတယ်တကယ်တော့ဒါဟာသူတို့ရဲ့ပထမဆုံးအကြိမ်ဆုံတွေ့မှုမဟုတ်ပါဘူးမင်းကလေးဟာစာတော်ပေမဲ့ဆင်းရဲတဲ့မိသားစုကလာတာကြောင့်ချမ်းသာတဲ့ကလေးချို့ရဲ့အနိုင်ကျင့်ခြင်းကိုအမြဲခံရလေးရှိပါတယ်။ဒီနေ့မှာတော့ဒီလူငယ်လေးကရုတ်တရက်ပေါ်လာပြီးအဲ့ဒီအနိုင်ကျင့်သူတွေကိုမောင်းထုတ်ပေးကသူမကိုကူညီခဲ့ဦးပါတယ်။ဒါဟာမင်းကလေးအတွက်ပထမဆုံးကြိမ်အကူအညီရရှိဘူးခြင်းဖြစ်ပါတယ်။သူမကကိုအားငယ်လုံးတာကြောင့်ကျေးဇူးတင်ဖို့တောင်မေ့သွားခဲ့ပါတယ်။လူငယ်လေးကသူမစီကကျေးဇူးတင်စကားကြားခြင်းပေမဲ့သူ့ရဲ့ရုပ်တည်ကြီးကြောင့်အားငယ်တက်တဲ့မင်းကလေးကိုပိုပြီးကြောက်လန့်သွားစေခဲ့ပါတယ်။ကျောင်းတက်ခေါင်းလောင်းတဲ့မြည်လာတဲ့အခါအနိုင်ကျင့်သူတစုဟာမင်းကလေးကိုထပ်မံလာရောက်နှောင့်ယှက်ကြပါတယ်။လူငယ်လေးကဒါကိုသိမခံနိုင်တော့ပဲသူမကိုထက်ပြီးအနိုင်မကျင့်ဖို့တတိပေးလိုက်ပါတယ်။မာနကြီးတဲ့သူထေးသမီးကတော့လက်မလျှော့ပဲသူ့ကိုပညာပေးဖို့သူမရဲ့နောက်လိုက်တွေကိုခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူမဟာလူငယ်လေးရဲ့အစွမ်းကိုရှော့တွက်ခဲ့ပါတယ်။ဘသူမှသူ့ကိုမရှင်နိုင်ခဲ့ပါဘူး။အကယ်၍မင်းကလေးကသာအချိန်မီမတားခဲ့ရင်ကောင်လေးတယောက်ဟာပြင်းပြင်းထန်ထန်ဒဏ်ရာရသွားနိုင်ပါတယ်။လူငယ်လေးရဲ့အစွမ်းကိုမြင်သွားတဲ့အခါမှာတော့အဲ့ဒီသူထေးသမီးဟာအရှက်ရပြီးထွက်သွားခဲ့ပါတယ်။ကျောင်းဆင်းပြီးနောက်မင်းကလေးဟာတထေးသမီးကလက်စားချေမာကိုကြောက်တာကြောင့်မိုးတိထန်စွာရွာနေရဲ့ကြားကလူငယ်လေးရဲ့အိမ်ကိုသွားခဲ့ပါတယ်။နောက်3လကြာရင်သူမကျောင်းပြီးတော့မှဖြစ်တာကြောင့်အဲ့ဒီ3လအတွင်းသူမကိုကာကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။လူငယ်လေးကတော့မင်းကလေးဟာသူရဲဘောကြောင့်လည်းလို့ထင်နေပြီးသူမကိုပြန်လည်ခုခံတက်အောင်တင်ယူစေချင်တာကြောင့်စိတ်ဆိုးပြီးတကားပိတ်ဖို့စူးစမ်းခဲ့ပါတယ်။အားကိုးရမဲ့နေတဲ့မင်းကလေးကတကားကိုလက်နဲ့အတင်းဝင်ထားခဲ့ပါတယ်။သူမလက်မှာဒဏ်ရာရသွားတာကိုမြင်တော့လူငယ်လေးကပိုပြီးစိတ်တိုသွားခဲ့ပါတယ်။မင်းကလေးကသူမကိုကာကွယ်ပေးမယ်ဆိုရင်ဘာမဆိုလုပ်ပေးပါမယ်လို့ထပ်မံတနာခံတာကြောင့်လူငယ်လေးကတနာသွားပြီးသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်သူမရဲ့ဒဏ်ရာကိုဂယုစိုက်ဆေးထည့်ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာမင်းကလေးကိုအနိုင်ကျင့်သူတွေကထပ်မံတားဆီးခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့မင်းကလေးဟာပြန်လည်ခုခံဖို့တင်ယူခဲ့ပါပြီ။သူမကကောင်လေးတယောက်ရဲ့လက်ကိုအားရပါးရကိုက်လိုက်ပါတယ်။တခြားသူတွေကသူမကိုဝိုင်းတိုက်ခိုက်ဖို့လုပ်ချိန်မှာပဲလူငယ်လေးကအချိန်မီရောက်လာပြီးကယ်တင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမင်းကလေးဟာသူ့ကိုသူမရဲ့သူရဲကောင်းလို့သတ်မှတ်လိုက်ပါတယ်။သူမကပြန်လည်ခုခံတဲ့အောင်တင်ယူခဲ့ပြီဖြစ်ပေမဲ့သူမဟာအားနည်းနေသေးကြောင်းပြောပြတဲ့အခါမှာတော့လူငယ်လေးကသူ့ရဲ့အပေါ်အင်ဂျီကိုချွတ်ပြီးသူမရဲ့ပခုံးပေါ်ကိုလွှမ်းခြုံပေးလိုက်ပါတော့တယ်